ဆိုတာလက်တွေ့ပါလို့ရမယ်ကျင့်ယူရတဲ့အလုပ်ဘယ်နဲ့ဒီအားနဲ့ပฏิပတ်တိကိုလုံတန်းနေချက်အဲ့ဒါတော့ဒီလိုအမျိုးသားရောက်ကြောတဲ့ဆောင်ဘုံဝဲနဲ့ကလည်းဆိုဘုံစုပေါင်းပေါ့စုပေါင်းပြီးတော့လူရှင်2ယောက်ကတော့1000 1000 1000 1000နှစ်ယောက်တော့ဖြစ်နောက်ကျတော့သိရှိတယ်နေပါနေပါကြတယ်ဘယ်လိုမဘုံမှာဆောင်းတော့ဓမ္မယုံကြည်တယ်ဆိုတယောက်ချင်းဘူးတဲ့ဖြစ်ဒါတင်ကြားရေးလုပ်ငန်းတွေတပည့်ဒီကတင်ကြားရေးလုပ်ငန်းတွေလုပ်လို့ရှိရင်ဆရာတော်ဒီကြိုက်ရင်လည်းဒါရေးကြဒီလိုစီရေးမယ်သူတို့လာကြအာဆရာတော်နေတယ်ဒီနေ့ဒီမှာအားပြီးတော့ဆရာတော်နေတယ်ပုံပြီးအဲ့ဒါညာနဲ့ကညာမလေးနဲ့ကိုကြီးတောင်းပြီးပြီးတော့ပေါ့အဲ့ဒါမင်းမကိုယ်ငွေပေါ်တဲ့တော့အရှိကိုဆောက်တာဘယ်လိုမှလုပ်လို့မရဘူးပို့ဖို့မရတယ်ပစ္စည်းတိုင်းကြည့်တော့တော်တော်ကြာတယ်ပစ္စည်းတွေဟိုတက်တော့မယ်ဆရာဝန်ကဘုံဘုံဒီလိုရှိဒီပြားဒါဆိုရင်ကိုကြီးတောင်းကြတာပေါ့ဝင်ဒီဆောက်တော်တော်လူကိုလည်းကိုယ်မှမလုပ်လို့ရနိုင်တယ်ပရိယတိတာပြတော့မိမိတို့ကိုယ်တိုင်ကမကြီးဘယ်လိုမှမပြန်တော့ဘူးလို့ဘုရားရှင်သာသနာတော်ဤတည်တတ်ဘုရားတဲ့ကြောင်းဆောင်တဲ့ဇီတိပထိုးတွေလူတန်းနဲ့ဆိုတာကတော့အဲ့ဒါဘုရားတဲ့ဟုတ်လားဘုရားတဲ့အလုပ်ချတော့ပူဇော်ထားကြဒါကသာသနာတော်ဤတည်တတ်ဖို့ကတော့ပရိယတိတိကနာဟုတ်လားအိန္ဒိယနိုင်ငံသာသနာပွဲတယ်ပေါ့ဒီပထိုးတွေမရှိဘူးလားနှလုံးသားထဲမှာကြည်ရနော်မသာသနာ့ကရွ